တာဒါဒါဆလူရဲ့မှန်နေကုန်ပေါ့နော် final မှာဒီလိုဖြစ်သွားမယ်ဆိုတာကိုပြတာပေါ့နော်အဲ့လိုမျိုးဖြစ်ဖို့အတွက်ဘယ်လိုမျိုးစူးစမ်းပန်းစားနဲ့လုပ်ခဲ့ရလဲဆိုတာကိုပြိသက်ကြီးကိုချပြမှာပဲဖြစ်ပါတယ်ဒါကတော့ packaging ဖောက်တာပေါ့နော်ယောက်ျားရေလုပ်ပေးပါဦးတဲ့မလားယောက်ျားကိုပဲအကူပါလေကိုမကခိုင်းကြဟုတ်ပါဘူးအကူညီတောင်းကြဆိုလို့ဒီယောက်ျားတယောက်ပဲရှိရဲ့ဆိုတဲ့ခါကျတော့ကဲရုပ်ပိုးကြီးလှုပ်လိုက်ပါဦးဆိုပေါ့နော်ဖောက်နေပေါ့သူအဲ့ဒါပဲဖောက်ခိုင်းရတာလေပြီးလို့ရှိရင်အဲ့ဒီအထက်ကပစ္စည်းတွေထုတ်ပြီးလို့ရှင်တစ်ခုချင်းစီကိုစင်မှာပဲဖြစ်ပါတယ်ဒါကတော့စင်ရမယ့်ပစ္စည်းလေးတွေကိုထုတ်ထားတာပဲဖြစ်ပါတယ်။အော်ဒီမှာ menu ရစာရွက်ရပြီဒီမှာဒီလိုပုံစံထွက်လာမှာပေါ့နော်အဲ့ဒါလေးကိုရီးယားစင်ရမှာပေါ့နော်ဆိုတော့ဘယ်လိုစင်ရမလဲဆိုတော့ကြည့်လိုက်အောင်မယ်ပေါ့နော်သူကပါဝင်တဲ့ပစ္စည်းလေးဘလာအဲ့ဒါလေးပြောထားအဲ့ဟာလေးတွေကိုဒီလိုစင်ရမယ်ဟဲ့မလေးဟဲ့အမလေးအများကြီးပဲလောက်ရမှာအမလေးပြင်းလိုက်တာပြင်းကြမလို့ငါ့ကိုကြောက်လုပ်ပေးလိုက်မယ်ပြီးရောဒီတိုင်းထွက်လာမယ်ဒီတိုင်းထွက်လာလို့ရှင်ထပ်ပြီးတော့ဟိုစားဖြစ်ပါမယ်ကဲဆင်လိုက်ပါဦးမယ်နော်ပစ္စည်းရဲ့အစုံလည်းစပြီးတော့စီဆောက်ပါမယ်ဒီမှာတစ်ချက်တော့ရပြီရုပ်လုံးတော့နည်းနည်းတော့ပေါ်လာပြီပေါ့နော်ဒီမှာအဲ့ဟာကိုဒီဘက်မှာကတ်မယ်ပေါ့နော်ဒီမှာနည်းနည်းရုပ်လုံးထွက်လာပြီပေါ့နော်ဒါအန်ဆွဲဖြစ်မယ်နဲ့အန်ဆွဲပေါက်ဖြစ်မယ်နဲ့အတွက်နည်းတော့ရုပ်လုံးလေးတော့ထွက်လာပြီပေါ့နော်โอเคနေမှာပေါ့နော်တော်တော်လေးတော့ခရီးရောက်လာပြီပေါ့နော်ကဲဆက်ပြီးစူးစမ်းလိုက်ပါအောင်ယောက်ျားကြီးဒါပဲပိုင်းလေဒါပဲပိုင်းမှန်းတော့မသိဘူးဒီမှာနည်းနည်းလေးတော့ဥစားလေးတော့ဖြစ်လာပြီပေါ့နော်ယောက်ျားကြီးစူးစမ်းအထုတ်မှုပေါ့နော်ပြုံးမအောင်ကမိုင်းဟုတ်တယ်လိမ်မာလိုက်တာနော်ရုပ်လုံးပေါ်လာပါပြီအညိုးတို့ကြီးဒီမှာနှစ်ခုနှစ်ကန်နေပေါ့နော်အဲ့ခါကျတော့ဟိုမှာတော့မှန်အဲ့ဒါမှန်သူအဲ့ဒါမှန်လုံနေတာပေါ့နော်ဆိုတော့ဒီမှာဆိုတော့ကနည်းနည်းလေးတော့ရုပ်လုံးပေါ်လာပါပြီပေါ့နော်ဆက်ပြီးတော့ကြိုးစားလိုက်ပါဦးမယ်မန်တင်ကုံလေးတော့ရပါပြီခုံလေးတွေနဲ့ဥစားနောက်ပြီးတော့မီးလုံးလေးတက်ဖို့ပဲကြံပါတော့တယ်감사합니다နောက်ဆုံးမှာတော့ပြီးသွားပြီပေါ့နော်ဒီမှာမီးလေးတွေလည်းပါတယ်သူကလေမီးလေးလည်းပါတယ်ထိုင်ကုန်လည်းပါတယ်ဟောပါပေါ့နော်အဲဆိုကဲဆလူရဲ့မှန်တင်ကုန်လေးပြီးတော့ပပီတက်ဆင်ပြီးရဲ့ယောက်ျားကြည့်သူမြိတ်ကျင်ပါဒီအညွန်တတာ